ငါပါဖိဝင်ပါပထမတစ်ခါတော့တင်ပြီးသွားပြီပေါ့နော်ဒါထပ်တင်တာဖိဝင်ရုံမှာ passport စာအုပ်အနီကနေနီချိန်ပေးလားမေးထားတဲ့လူတွေအတွက်ချိန်ပေးပါတယ်ဈေးနှုန်းအတိအကျနဲ့တင်ပေးပါမယ်ဒီနေ့နဲ့ဆိုရင်ဒါဒီနေ့က8ရက်နေပေါ့နော်8ရက်6လ2026เนาะဒီလထဲမှာစာအုပ်လာလဲမဲ့လူတွေကအခွန်ကရှေ့မှာစောင့်ထားတာမရှိဘူးဆိုရင်30နဲ့မှ1လစာဆောင်ရမယ်31လစာကဘယ်လိုမျိုးလဲဘာကြောင့်31လလဲဆိုတော့ဒီထိုင်းနိုင်ငံမြန်မာတန်ယုံကထုတ်ပြန်တဲ့ဒိတ်ကနေစပြီးတော့အဲ့ကနေစရည်တွက်ပြီးတော့အဲ့အတော်အတွင်းမှာလွန်ခဲ့တဲ့2နှစ်ကျော်သူတို့ကအခွန်ဆောင်ဖို့ထုတ်ပြန်တယ်เนาะအဲ့အတော်အတွင်းမှာအခွန်တစ်ခါမှမဆောင်ထားဘူးတဲ့လူဆိုရင်အဲ့ထုတ်ပြန်တဲ့ဒိတ်ကနေစပြီးတော့ဒီလအထိလာပေါင်းအခုဆိုရင်သူတို့ကြီးညာချက်ထုတ်ထားတာနေစပြီးတော့31လစာအတွက်တစ်လကို150နှုန်းနဲ့အခွန်ဆောင်ရပါမယ်အဲ့ဒါကအခွန်ဆောင်ထားတဲ့ဖြတ်ပိုင်းလဲပြန်ရတယ်အခွန်ဆောင်ထားတဲ့ဖြတ်ပိုင်းလဲတစ်ခါတည်းပေးတယ်เนาะ31လတစ်လကို150ဆိုတော့ဘယ်လောက်ကျလဲ9000ကျော်လားမသိဘူးเนาะ9150လားမသိ sorry เนาะတင်ချာတွေကမတွက်တာကြတော့31လစာအတွက်တစ်လကို150ဆိုတော့မြှောက်လိုက်တော့4650အဲ့ဒါဘာဘိုးမှမပါဘူးအခွန်ကကြီးပဲတက်အခွန်စာရွက်အဖြူရောင်ဖြတ်ပိုင်းလေးထွက်မယ်တိန်ထားပြန်သုံးလို့ရတယ်နောက်ထပ်တက်ယုံနဲ့တက်ဆိုင်နဲ့ထောက်ခံစာတို့ဘာတို့ယူတဲ့အခါကျရင်ကိုကအခွန်ဆောင်ထားပြီးဆိုရင်အခွန်ထက်ဆောင်တယ်မလို့တော့ဘူးเนาะ4650ရှိမယ်နောက်ပြီးဘာကားတွေရှိမလဲဆိုတော့ကျွန်တော်ဒီမှာတော့ဒါစာအုပ်အခွန်လဲက2500ယူတယ်2500ပေးရမယ်เนาะအဲ့ဒါဆိုရင်နေချင်းပြီးစာအုပ်အနီတအုပ်ထပ်ထွက်တယ်အသစ်တအုပ်ထပ်ရမယ်အဟောင်းလည်းထပ်ရမယ်ဒါပေမဲ့အဟောင်းမှာတော့ cancel ဆိုပြီးတော့တုံးထူလိုက်ပြီးစာအုပ်အသစ်ပေးလာမယ်မြန်မာတန်ယုံမှာလှုပ်ဆောင်တာကစာအုပ်ပဲထုတ်ပေးတယ်စာအုပ်အသစ်ကနေအဟောင်းပဲထုတ်ပေးတယ်တခြားဗီဇာထူတာတွေဘာတွေကမြန်မာတန်ယုံနဲ့မဆိုင်တော့ဘူးထိုင်းဘက်ဗီဇာယုံမှာတစ်ခါသွားပြန်ပြီးတော့စာအုပ်အဟောင်းထဲမှာရှိတဲ့ဗီဇာကိုစာအုပ်အသစ်ထဲမှာပြန်ချင်းထည့်ရမယ်เนาะစာအုပ်လှုပ်လိုက်ရုံနဲ့မပြီးသွားသေးဘူးเนาะနောက်တစ်ဆင့်ကျန်ဗီဇာချင်းတာကြတော့ထိုင်းဘက်ခြမ်းမှာတက်ဗီဇာချင်းရပါမယ်ခင်ဗျာပြီးတော့နောက်တစ်ခုရှိတာကအခုထိုင်းတက်ယုံမှာsorry မြန်မာတက်ယုံမှာလဲပေးနေတာကဒီ6လပိုင်းဆိုနောက်ထပ်6လတော့တွင်ကုန်တဲ့လူတွေပဲလဲပြီးတယ်เนาะနောက်ထပ်6လဆိုတော့ဘယ်ထိလဲဆိုတော့ဒီဇင်ဘာလထိကုန်မဲ့လူတွေပဲဒီဈေးနဲ့เนาะဒီဇင်ဘာထက်ကြော်ပြီးတော့နောက်ထပ်6လထဲမှာကုန်မဲ့လူတွေနောက်ထပ်6လထက်ကြော်ရင်တော့မရသေးနောက်ထပ်6လဆိုဘယ်လိုလဲဆိုတော့2029 6လပိုင်းအထိဂျားထဲမှာကုန်တဲ့လူတွေကတော့1000ထပ်ဆောင်ပေးရမယ်เนาะဘာဖြစ်လို့လဲဆိုတော့တန်ယုံမှာလဲပေးတာက6လထိတက်တန်းကြံတဲ့လူတွေအတွက်ပဲလဲပေးတာအဲ့ထက်ပို့ပြီးတော့လဲကျင်တယ်ဆိုရင်တော့1000ထပ်ဆောင်ပေးရမယ်လဲပေးလို့ရတယ်ဒါပေမဲ့နောက်2029 6လပိုင်းအထိပဲเนาะဟုတ်ကဲ့ပါလဲကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ပြည်ဝင် passport service ဆိုတဲ့ page မှာလာရောက်မေးမြန်းနိုင်ပါတယ်ပြန်ပြီးတော့စာနဲ့ပြန်ပြောပေးပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်